ထွက်ခဲ့သမျှ Resident Evil နဲ့ဆက်လန်အချင်းချုပ် Resident Evil 1 Raccoon City ရဲတပ်ဖွဲ့ရဲ့ Star အဖွဲ့မှ Alpha Team ဟာပျောက်ဆုံးသွားတဲ့ Bravo Team ကိုရှာဖွေဖို့အကလေးတောင်တန်းစီကိုတွားရောက်ကြပါတယ်။အဲဒီမှာဖောက်ကောင်တွေနဲ့စီဝါလက်နက်တွေပြည့်နေနေတဲ့စံအင်ကြီးတစ်ခုကိုရောက်သွားကြပါတယ်။ဒီအရာတွေဟာ Umbrella Corporation ကဖန်တီးထားတဲ့ T-Virus ကြောင့်ဆိုတာသိလာရပြီးသူတို့ရဲ့ကောင်ဆောင် Albert Wesker ဟာသစ္စာပေါက် Umbrella တရှို့ဖြစ်နေရကိုတွေ့ရှိခဲ့ရပါတယ်။သူတို့ဟာ Tyrant ဆိုတဲ့စီဝါတတဝါကိုနှိမ်နင်းပြီးစံအင်ကြီးရဲ့ကနေအသက်လူထွက်ပြေးခဲ့ကြပါတယ်။ Resident Evil 2 T-Virus ပြန့်နှံ့မှုကြောင့် Raccoon City မြို့ကြီးဟာဇွန်မီမြို့ကြီးဖြစ်သွားပါတယ်။အလောက်ဆဆင်းမဲ့ရဲသားတဲ့လီယိုနဲ့အကိုဖြစ်သူ Chris ကိုလာရှာတဲ့ကလေးတို့မြို့ထဲမှာပိတ်မိသွားကြပါတယ်။မြို့ထဲကနေထွက်ပြေးဖို့ကြိုးစားရင် Umbrella ကထပ်မံဖန်တီးထားတဲ့ G-Virus နဲ့အဲ့ဒီ Virus ကိုဖန်တီးသူသိပ္ပံပညာရှင် William Parkin အကြောင်းတွေကိုသိလာရပါတယ်။သူတို့ဟာ G-Virus ကူးစက်ခံရတဲ့ William Parkin နဲ့ Umbrella ကလှုပ်လိုက်တဲ့ Mr. X တို့ကိုရင်ဆိုင်ပြီးမြို့ထဲကနေအသက်လူထွက်ပြေးခဲ့ကြရပါတယ်။